တိသစ္စာလေးပြာကိုပိုက်အဖေခင်ဆုံးမစကားကိုနားတယ်မှာဆိုင်တိုင်းတော်ကိုမဝေဖန်နဲ့လေသေတော်ကိုမဝေဖန်ကြနဲ့ဆရာသမားများကိုမပြင်းမစောကားကြနဲ့ညီညာညီကိုချင်းလေနှိမ့်ချမကြော်လွှားနဲ့အဖေကြီးဆုံးမတဲ့ဩဝါဒတွေကဘာကြောင်လေကြိုးစားကြနေကြိုးစားကြနေဒီအချိန်ခါမှစ၍တို့သားအဖတွေရန်အပေါင်းတွေကိုအောင်ရောင်းကြရဝေးကျွန်ုပ်ရှိကို